ကားကိုအတောင်ပန်းတွေတက်ဆင်ပြီးမကြခင်မှာပဲကားကအရှိန်မြင့်စွာမောင်းထွက်သွားပြီးလေထဲကိုမြောက်တက်လာခဲ့တယ်။သူတို့ရဲ့ရည်ရွယ်ချက်ကလမ်းပေါ်မှာကားလိုမောင်းပြီးလေစိတ်အထိသွားနိုင်ပြီးအဲ့ဒီနောက်လေရင်လိုပြောင်းလဲကတခြားလေရင်တွေဘေးမှာလေထဲကိုပြန်နိုင်မဲ့ကားတစ်စီးကိုဖန်တီးကျင်တာပါ။ဒါပေမဲ့အတောင်ပံတွေကိုတေချာမတက်ဆင်ထားနိုင်ခဲ့တယ်လို့အင်ဂျင်ကြီးတစ်လုံးကိုအသုံးပြုထားတာကြောင့်ကားကတာမန်ထက်ပိုပြီးလေးလံသွားခဲ့တယ်။စမ်းသက်ပြန်တမ်းမှုစပြီးမိနစ်အနည်းငယ်အကြာမှာပဲအတောင်ပံတစ်ဖက်ကအလုံးမလုံးတော့ပဲလေထဲကပေ800အမြင့်မှကားကျသွားခဲ့တယ်။အဲ့ဒီဖြစ်ရဲ့ကြောင့်တီထွင်သူ2ယောက်စလုံးအသက်ဆုံးရှုံးခဲ့ပြီးလေရင်ကားဖန်တီးမဲ့သူတို့ရဲ့အိမ်မက်လည်းအဆုံးသတ်သွားခဲ့ပါတယ်